ယခုလူငယ်သည်တိတ်ဆိတ်ငြိမ်းချမ်းလှသောတောင်တန်းဒေသတွင်သူ၏အပန်းဖြေစခန်းလေးကိုစတင်ဖန်တီးပါတော့သည်အစပြုသည့်အနေဖြင့်သူသည်တဲအိတ်ကိုယူကာမြက်ခင်းပြင်ပေါ်တွင်ဖြန့်ကျက်လိုက်သည်သူ၏အပေါင်းပါကလည်းတဲဆများကိုစနစ်တကျနေရာချပေးရင်းဝိုင်းဝန်းကူညီနေပါသည်တဲ၏အဓိကအစိပ်ပိုင်းများကိုစီစဉ်ပြီးနောက်လေသွင်းဆက်ကိုချိတ်ဆက်လိုက်သည်လေသွင်းဆက်ဖြင့်တဲပေါင်များကိုလေဖြည့်သွင်းလိုက်သောအခါတဲကြီးသည်အံ့ဩဖွယ်ကောင်းလောက်အောင်သူ့အလိုလိုပုံသဏ္ဍာန်ပေါ်လာတော့သည်တဲတီဆောက်မှုပြီးဆုံးလျင်မျက်နှာကျက်များကိုစနစ်တကျပြန်လည်တက်ဆင်လိုက်သည်ထို့နောက်အိတ်ထဲမှအိပ်ယာခင်းကိုထုတ်ကာကျမ်းပြင်ပေါ်၌လှပစွာခင်းကျင်းပြီးအိပ်ယာမွေးရာကိုထုတ်ယူလိုက်ပြန်သည်မွေးရာကိုလည်းလေသွင်းဆက်ဖြင့်ဖောင်းကားလာအောင်ပြုလုပ်လိုက်ရာအိပ်ဆက်ရန်အတွက်အဆင်သင့်ဖြစ်သွားတော့သည်နောက်ဆုံးတွင်အိပ်ယာခင်းစွပ်များကိုယူကာမွေးရာပေါ်၌စနစ်တကျတက်ဆင်လိုက်သည်ဤသို့ဖြင့်တောင်တန်းများ၏တဘာဝအလှကိုခန်းစားရင်းအနားယူရန်အတွက်ပြီးပြည့်စုံသောနေရာလေးတစ်ခုကိုသူတို့ကိုယ်တိုင်ပြင်ဆင်ပြီးစီးသွားခဲ့ပါတော့သည်ဒီလူငယ်လေးကတော့တောအုပ်ထဲမှာတိတ်ဆိတ်တဲ့ညအိပ်စခန်းတစ်ခုကိုစတင်စီစဉ်နေပါပြီသူကလေးမုတ်ရတဲ့ခောက်သိမ်းနိုင်တဲ့ကတင်ကိုအရင်နေရာချလိုက်တယ်အဲ့ဒီနောက်ပန်းကင်းဒီဇိုင်းပါတဲ့အိပ်ယာခင်းကိုကတင်ပေါ်မှာခင်းလိုက်တာပါခေါင်းအုံတွေကိုစနစ်တကျထားလိုက်တဲ့အခါတောရိုင်းတွေကစိတ်ကူးရင်ဆန်တဲ့အိပ်ယာလေးတစ်ခုဖြစ်လာပါတယ်သူကအဲ့ဒီအိပ်ယာပေါ်မှာတက်တောင့်တက်တာလဲလျောင်းရင်းတဘာဝအလှကိုခန်းစားနေတာပါခဏကြာမှာတော့နေအောင်ကြည်တန်ကနေကာကွယ်ဖို့နေလောင်ကခရင်ကိုထုတ်ယူလိုက်တယ်သူကခရင်ဘူးတွေကိုတစ်ခုချင်းစစ်ဆေးပြီးအသင့်တော်ဆုံးကိုရွေးချယ်လိုက်တာပါပြီးတော့သူ့မျက်နှာပေါ်မှာနေလောင်ကခရင်တွေကိုလိမ့်ချလိုက်တယ်သူကမိဖို့အတွက်လိုအပ်တဲ့ကြောက်တုံးတွေကိုစတင်ရှာဖွေပါတယ်ချောင်းသားကကြောက်တုံးတွေကိုရွေးချယ်ပြီးမိဖို့ပုံစံဖြစ်အောင်စီလိုက်တယ်ကြောက်ပြားကြီးကိုအပေါ်ကတင်ပြီးမိဖို့တစ်ခုတိဆောက်လိုက်တာပေါ့အခုတော့သူကမိဖို့ထင်းတွေကိုစုဆောင်းနေပါပြီပြီးတဲ့အခါလက်ဆက်တဲ့အသားလုံးကိုယူလာပြီးချက်ပြုတ်ဖို့ပြင်ဆင်နေပါတော့တယ်ထိုလူငယ်လေးသည်မြက်ခင်းပြင်ကျဲ၏အလဲဘိုးရှိချောင်းကမ်းပါးသို့ရောက်ရှိလာခဲ့သည်သူသည်အသားတုံးကြီးကိုဓာတ်ဖြင့်အပိုင်းငယ်လေးများဖြစ်အောင်စနစ်တကျလှီးဖြတ်လိုက်သည်အသားပေါ်ရန်ရှိအစီလွှာများကိုလည်းညီညာအောင်ပြုပြင်နေခြင်းဖြစ်သည်ထို့နောက်မိဖို့ပေါ်ရှိကြောက်ပြားပြားကိုအပူပေးကအသားတုံးများကိုတင်၍กินလိုက်သည်အသား၏မွေးရနံ့များထွက်ပေါ်လာစေရန်အရေးကြီးအချို့ကိုလည်းစမ်းပေးလိုက်သည်အသား၏တစ်ဖက်စီကိုကျက်စေရန်လှည့်ပေးလိုက်သည့်အခါအသားရောင်သည်ဆွဲဆောင်မှုရှိသောအညိုရောင်သို့ပြောင်းလဲလာသည်အသားတုံးများကိုမိဖို့ပေါ်မှချလိုက်ပြီးနောက်မွေးကြိုင်သောဆော့စီများကိုထပ်မံဆန်းကာစားနှင်းငယ်ဖြူပေးလိုက်သည်ထို့နောက်အဓိကဟင်းခတ်အဖြစ်ကြက်တုံဖြူဖက်များကိုအသားတုံးများကြားတွင်စနစ်တကျထည့်သွင်းပေးလိုက်သည်အားလုံးအဆင်သင့်ဖြစ်လျင်အလူမီနီယံစက်ကူဖြင့်တေချာစွာထုတ်ပိုးလိုက်သည်ထို့နောက်မိဖို့ထဲသို့ထင်းများထပ်ဖြည့်ကာအသားထုတ်ကိုမိခဲများကြားတွင်အပူပေးရန်ထည့်လိုက်ပြန်သည်အလုပ်ပြီးဆုံးသောအခါနေအောင်ကြည်တံမှကာကွယ်ရန်နေအောင်ခံလိမ့်စေးကိုတကိုယ်လုံးလိမ့်လိုက်သည်နေအောင်နွေးနွေးအောက်တွင်အနားယူရန်မြက်ခင်းပေါ်၌လှဲချလိုက်ပြီးနောက်မိခဲထဲတွင်အပူပေးထားသောအသားတုံးများရင့်ကျက်မှုရှိမရှိစစ်ဆေးရန်အပေါ်မှဖွင့်ကြည့်လိုက်သည်မိုးဖွဲဖွဲကြကရာသီဥတုအေးစိတ်နေတော့လဲတဲငယ်လေးထဲတွင်တော့လူငယ်နှစ်ဦးနှွေးထွေးစွာရှိနေကြသည်စပွဲပေါ်ရှိအသားခင်ကိုအုပ်ထားသောအလူမီနီယံစက်ကူကိုသူတို့ဖြည်းဖြည်းချင်းဖယ်ရှားလိုက်ရာတလူလူထွက်နေသောအသားနက်မှတဲတစ်ခုလုံးပြန့်နှံ့သွားသည်ဥစွာသူတို့သည်အသားများကိုလက်ဖြင့်ဆွဲခွာလိုက်ကြပြီးအလဲရှိအယိုးကိုဆွဲထုတ်လိုက်သည့်အခါအသားများမှာအယိုးမှအလွယ်တကူကွာကျလာသည်အယိုးကိုပကံအလဲတွင်ဒေါင်းလိုက်ထားလိုက်ပြီးအသားကိုမြည်ဆန်းကြည့်လိုက်ရာသူတို့နှစ်ဦးလုံးကျဉ်းနှက်စွာပြုံးမိကြသည်အေးမြသောရာသီဥတုတွင်ဤကဲ့သို့ပူပူနွေးနွေးအသားခင်ကိုစားရခြင်းမှာအလွန်ပင်အရသာရှိလာသည်စားတောက်ပြီးချိန်တွင်တဲအတွင်းရှိအိပ်ယာ၌အနားယူရန်ပြင်ဆင်ကြသည်တဦးမှစောင့်ကြုံ၍အိပ်ယာဝင်သွားပြီးအပြင်တွင်မူမိုးသည်ဆက်လက်ရွာသွန်းနေစေပင်နောက်တဦးလည်းမိမိနေရာကိုပြင်ဆင်ကာအိပ်ယာထဲဝင်လိုက်သည်နှစ်ဦးစလုံးဆောင်များကိုအုပ်ဆောင်၍နှွေးထွေးစွာအိပ်ဆက်ရန်ပြင်ဆင်နေကြသည်အပြင်မှမိုးတံကိုနားဆင်ရင်အနားယူလိုက်ကြပြီးမိုးတိမ်များကင်းစင်ကာရာသီဥတုပြန်လည်တာယာလာချိန်တွင်သူတို့နှစ်ယောက်လုံးအိပ်ပျော်သွားကြတော့သည်